ကတ်ဆိုင်မဲ့အကြောင်းကြိုတင်ဟောကြားခဲ့သောလေဒီဆရာတော်ဖရာကြီးလူလောကအတွင်းလူသက်တမ်း900အထက်မှာအတ္တမရာဂအတ္တမယာဂဝိသမလောဘမိစ္ဆဓမ္မဆိုတဲ့အယုတ်တရားကြီး၃ခုမရှိသေးဘူးဆိုရင်နတ်တရားမြမာတို့ဟာလူတွေကိုကြည့်ရှုစောင့်ရှောက်ကြပါလေအဲဒါကြောင့်ကတ်ယောဂများမပေါ်ပေါက်လိုပါကအယုတ်တရားကြီး၃ခုကိုဂရုပြုရှောင်ရှားကြရမှာပါလောဘဒေါသမောဟတရားစိုး၃ပါးကြောင့်ယောဂန္နရကတ်တတ္တနရကတ်ဒုဗ္ဗေခန္နရကတ်တွေစိုက်လာကြတာပါမြန်မာလူမျိုးတော်တော်များများကတော့ဘာစုမှမတောင်းရင်နေပါစေကတ်ကြီး၃ပါးကကင်းလို့ရပါစေလို့တော့အများဆုံးဆုတောင်းလေးရှိကြပါတယ်မြန်မာနိုင်ငံမှာကတ်ဆိုင်မဲ့အကြောင်းကို1910ခုနှစ်ခန့်ကတည်းကလေဒီဆရာတော်ဘုရားကြီးကကြိုတင်ဟောကြားခဲ့ပါတယ်မြန်မာပြည်ကြီးကိုအင်္ဂလိပ်တို့အုပ်ချုပ်တဲ့ကိုလိုနီခေတ်ကလေဒီဆရာတော်ဘုရားကြီးသတင်းသုံးနေတဲ့အကြောင်းကိုအင်္ဂလိပ်နယ်ပိုင်မင်းသမီးမက်ဂလက်မယ်ရီတယောက်ရောက်ရှိလာခဲ့ပါတယ်မက်ဂလက်မယ်ရီကတော့ခရစ်ယာန်ကနေဗုဒ္ဓဘာသာကိုကူးပြောင်းသက်ဝင်ယုံကြည်ပြီးလေဒီဆရာတော်ကြီးကိုလည်းအလွန်ယုံကြည်ကိုးကွယ်သူတယောက်ပဲဖြစ်ပါတယ်သူမရဲ့အဖေဟာနယ်ပိုင်မင်းဖြစ်တဲ့အတွက်မြန်မာပြည်တွင်နှစ်ပေါင်းများစွာတာဝန်ကျတာကြောင့်သူမကိုလည်းမြန်မာပြည်မှာပဲမွေးဖွားခဲ့ပါတယ်မယ်ရီဟာလေဒီဆရာတော်ဘုရားကြီးကိုရှ िख ိုးပြီးမနေ့ညကသူထူးဆန်းစွာမှတ်ခဲ့တဲ့အိမ်မက်ဆိုးကြီး၃ခုကိုဆရာတော်ထံလျှောက်ထားခဲ့ပါတယ်ယဟန္တာဖြစ်တဲ့လေဒီဆရာတော်ကြီးကသူမအိမ်မက်ကိုထောက်ပြပြီးရှေ့ဖြစ်လာမယ့်အကြောင်းတွေကိုသုံးသပ်ပြပါတယ်လေဒီဆရာတော်ဘုရားကြီးဟာယဟန္တာဖြစ်တဲ့အတွက်ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကိုအကြောင်းတိုက်ဆိုင်ပြီးမေးမြန်းမှသာဟောကြားဖြေကြားခဲ့ပါတယ်လေဒီဆရာတော်ကြီးကမက်ဂလက်မယ်ရီကိုဒကမာကြီးမှတ်တဲ့အိမ်မက်ဆိုး၃ခုကကမ္ဘာကတ်ကြီး၃ပါးကြမဲ့အိမ်မက်ပဲနှစ်တရာအတွင်းကမ္ဘာမှာကတ်ကြီး၃ခုပြင်းထန်စွာကြလိမ့်မယ်လို့ဟောကြားခဲ့ပါတယ်မယ်ရီကဘလို့ကတ်တွေပါလဲဖះလို့ဆက်မေးတဲ့အခါကျမှသာဆရာတော်ကြီးကဆက်လက်ဖြေကြားပေးခဲ့ပါတယ်ခရစ်နှစ်1940ခုနှစ်ကနေ2040ခုနှစ်အတွင်းစစ်ဘေးကတ်ယောဂကတ်ငတ်မွတ်ခြင်းကတ်တွေကြားရောက်လိမ့်မယ်လို့ဆရာတော်ကြီးကဟောကြားခဲ့ပါတယ်1940နဲ့1955ကြားမှာကမ္ဘာမှာကြီးမားတဲ့စစ်ပွဲတွေဖြစ်ပွားလိမ့်မယ်လူတန်းပေါင်းများစွာသေကျေကြလိမ့်မယ်တကမ္ဘာလုံးလက်နက်ကပ်ဘေးတွေစိုက်လိမ့်မယ်2015နဲ့2025ကြားမှာကမ္ဘာမှာငလင်ဘေးသဘာဝဘေးရေဘေးမီးဘေးတွေကြီးစွာဖြစ်လိမ့်မယ်အဲ့ဒီပြင်ကြီးမားတဲ့ကပ်ရောဂါကြီးဖြစ်ပွားလိမ့်မယ်လူပေါင်းများစွာကူးစက်မယ်တန်းနဲ့ချီသေလိမ့်မယ်လူတွေထိတ်လန့်ကြလိမ့်မယ်2035နဲ့2040ကြားမှာတော့ကမ္ဘာပေါ်မှာမိုးခေါင်ခြင်းကြီးစွာဖြစ်လိမ့်မယ်ရေရှားမယ်တီးနှံခင်းတွေပျက်စီးကြမယ်အစာရေစာရှားပါလာမယ်လူသားပေါင်းများစွာငတ်မွတ်ခြင်းကြုံပြီးအငတ်ဘေးစိုက်လိမ့်မယ်ဒါတွေဟာနှစ်တရာအတွင်းမှာဖြစ်ပြီး2040နောက်ပိုင်းမှာအဆိုးတွေအကုန်ကင်းစင်သွားလိမ့်မယ်2050ကစလို့နောက်ပိုင်းကမ္ဘာမှာခေတ်ကောင်းကြီးပြန်ဖြစ်လာမယ်ကပ်ဘေးသဘာဝဘေးအမျိုးမျိုးကင်းစင်ပြီးအေးချမ်းလိမ့်မယ်ဘာသာတရားတွေကိုသာလူတွေအာယုံစိုက်လာကြတော့မယ်လို့ဆရာတော်ဘုရားကြီးကဟောပြောခဲ့ပါတယ်လေဒီဆရာတော်ကြီးကလူသားတွေတီလာပြတ်နေချိန်မှာနာနာဘာဝတွေနှောက်ယှက်ရတာလွယ်ကူကြောင်းမကြာခဏမိန့်ခဲ့ပူးပါသေးတယ်အဲဒါကြောင့်လဲပရိပဋ္ဌာန်းတွေရွတ်ခိုင်းတာပါဘုရားရှင်ရဲ့တရားတော်တွေဟာစัจ java ရာတိုက်1000အထိဩဇာတက်ရောက်ပါတယ်ပရိပဋ္ဌာန်းတွေရွတ်ဖတ်ကြရင်နတ်တွေမြမာတွေကနာယူကြတယ်အဲဒီလိုနတ်တွေမြမာတွေနာယူတဲ့တရားတော်ကိုဖုတ်ပိတ်တာဘလူးတွေကနှောက်ယှက်လို့မရပါဘူးသူတို့ဟာဘုရားတရားတော်တွေရွတ်ဖတ်တရေစေသူကိုနှောက်ယှက်ရင်သူတို့ပဲခံရတာကြောင့်ယေဒနာတုတ်တို့ပရိပဋ္ဌာန်းတို့ရွတ်ဖတ်ပူဇော်ခိုင်းခြင်းလည်းဖြစ်ပါတယ်ဒါကြောင့်ကဘာသူကဘာသားအားလုံးနဲ့တကွမြန်မာပြည်သူပြည်သားအားလုံးကပ်ဘေးတွေကနေကြော်လွှားနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်းနဲ့ဒီနေရာမှာပဲရန်နာပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်